တာရေးနာရေးကိစ္စတွေမှာသွားပြီဆိုရင်မိမိကငါဝိတ်ချနေတာငါစားလို့မရဘူးဆိုပြီးတော့ခက်တီတီပဲအများနဲ့မသက်ဆိုင်တော့သူကြီးလို့ဘာမှမစားဘဲနေလို့မရနိုင်အောင်ဗျမင်္ဂလာပါဘယ်တိုက်ရက်ကအကောင်းဆုံးလဲကျွန်တော် comment မှာရော message မှာရောလာမေးရတယ်ဘယ်တိုက်ရက်ကအကောင်းဆုံးလဲဘယ်လိုတိုက်ရက်ပုံစံကအကောင်းဆုံးလဲဆိုပြီးလာမေးကြပါဗျတချို့မိတ်ဆွေတွေကြောင့်လည်းသူတို့ရဲ့အတွေ့အကြုံလေးတွေသူတို့စားတောက်နေတဲ့ပုံလေးတွေသူတို့ဘလို့လောက်ခဲ့လို့ဝေးချခဲ့တယ်ဆိုတာလေးတွေအစီကြခဲ့တယ်ဆိုတာလေးကျွန်တော် message မှာသူတို့ရဲ့အတွေ့အကြုံတွေကိုလာပြီးဝေမျှပေးတာရှိပါတယ်ဗျတချို့မိတ်ဆွေတွေတစ်လအတွင်းမှာပေါင်10လောက်ချခဲ့တယ်တချို့မိတ်ဆွေတွေနှစ်လအတွင်းမှာပေါင်30နဲ့အထက်ချခဲ့တယ်ဘလို့တိုက်ရက်တွေလဲဆိုရင်ဒီလိုမျိုးတွေစားခဲ့တယ်ကစီတက်ကိုဖျက်တောက်ပြီးစားခဲ့တယ်အစီတက်တွေကိုဖျက်တောက်ပြီးစားခဲ့တယ်ညစာလုံးဝမစားဘဲနဲ့ဖျက်တောက်ပြီးတော့စားခဲ့တယ်စသည်တွေပေါ့ဒီလိုအတွေ့အကြုံတွေလာပြီးဝေမျှပေးတဲ့မိတ်ဆွေတွေရှိပါတယ်ဒီလိုအတွေ့အကြုံတွေဝေမျှပေးတဲ့မိတ်ဆွေတို့တခုတယောက်ချင်းတွေလည်းကျွန်တော်ကျေးဇူးတင်ပါတယ်တခုပြောချင်တာကဒီလိုလေးမှာကျွန်တော်ဘယ်ဓာတ်ရက်ကိုမှကောင်းနေဆိုတဲ့ဝေဖန်လိုခြင်းမရှိပါဘူးခင်ဗျာတကယ်တော့ဗျာလူတစ်ယောက်နဲ့တစ်ယောက်ဓာတ်ရက်ဆိုတာကိုမြင်တဲ့အမြင်ရဲ့နားလည်တဲ့ပုံစံလေးရဲ့ကွဲလွဲနေတဲ့ဆိုတာလေးကိုကျွန်တော်ရှင်းပြချင်ပါတယ်ဗျတချို့တွေကဓာတ်ရက်ဆိုတာကိုဘယ်နှလအတွင်းမှာဘယ်နှပေါင်ကြအောင်ဘာတွေကိုဘယ်လိုဖြတ်တောက်စားတော့အောင်လဲဘယ်လိုရှော့ချစားတော့အောင်လဲဆိုတဲ့ရည်လိုအတွက်ပဲအဆင်ပြေစေမဲ့ပုံစံလို့မြင်ကြပါတယ်ပြောချင်တာကတော့ဓာတ်ရက်ဆိုတာအစီချမဲ့ချိန်ဝိတ်ချမဲ့ချိန်ပဲသုံးလို့ရမယ်ကျန်တဲ့ချိန်ကတော့ဓာတ်ရက်မလိုဘူးပေါ့အဲ့လိုမြင်ကြပါတယ်ဗျဒါပေမဲ့ကျွန်တော်အပါအဝင်တချို့မိတ်ဆွေတွေကတော့ဓာတ်ရက်ဆိုတာကိုရေရှည်ဆွဆွနေနေစားတောက်နိုင်ရမယ်အာဟာရလည်းပြေဝရမယ်မိမိအတွက်ဝန်တော့ဖြစ်စေရအောင်နောက်ပြီးလူမှုရေးကိစ္စတွေဖြစ်တဲ့တာရေးနာရေးကိစ္စတွေမှာသွားပြီဆိုရင်မိမိကငါဝိတ်ချနေတာငါစားလို့မရဘူးဆိုပြီးတော့ခက်တီတီပဲညားနဲ့မသက်ဆိုင်တော့သူကြီးလို့ဘာမှမစားဘဲနေလို့မရနိုင်အောင်ဗျလူမှုရေးကိစ္စဆိုတာရှိရလေအဲ့လိုလည်းမဖြစ်စေရအောင်ဗျဓာတ်ရက်တစ်ခုကိုရွေးချယ်နေမှာမိမိရေရှည်အစင်တပြေလေးစားတောက်နိုင်မဲ့ဓာတ်ရက်ကိုပဲရွေးချယ်သင့်ပါတယ်ဗျရီတို့အတွက်အဆင်ပြေစေမဲ့ဓာတ်ရက်တွေကအစီကြတာမြင်တယ်ဝိတ်ကြတာမြင်တယ်မှန်ပါတယ်ဒါပေမဲ့ရလက်ကိုထိန်းထားဖို့ခက်ခဲသလိုအလွယ်တကူဝိတ်ပြန်တက်စေပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ကိုရိကြုံငယ်ဘူးလို့ပါကျွန်တော်အရင်ကအဝလုံငယ်တုန်းကအစီချခဲ့တော့ရီတို့ဓာတ်ရက်တွေများစားဖို့မကြာခဏလေ့ကျင့်ခဲ့မှုပါတယ်ခဏခဏအစီချခဲ့ပါတယ်ဗျခဏခဏအစီချတယ်ဆိုတဲ့သဘောကခဏခဏဝိတ်ကအလွယ်တကူနဲ့ပြန်ပြန်တက်လာလို့ဖြစ်ပါတယ်ဗျဒါကြောင့်ကျွန်တော်အမေးများတဲ့မိကုန်းလေးကိုဖြေရရင်ကဘာပေါ်မှာအကောင်းဆုံးဓာတ်ရက်လို့မရှိပါဘူးခင်ဗျာမိမိတို့အဆင်ပြေစေရမယ်မိမိမကြီးမညူစားတောက်နိုင်ရမယ်လိုအပ်တဲ့အာဟာရတွေနဲ့ပြေဝရမယ်ကျန်းမာရေးလည်းညီညွတ်တယ်ဆိုရင်အဲ့ဒီဓာတ်ရက်ကမိမိအတွက်အကောင်းဆုံးဓာတ်ရက်ဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးကမိတ်ဆွေတဲ့အကျိုးရှိမယ်အဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဆင်ပြေတဲ့အကျိုးရှိခဲ့ဆိုရင်အောက်က comment box ထဲမှာအမှတ်ချက်တစ်ခုရေးခဲ့ပြီးတော့အခြားမိတ်ဆွေလည်းသိအောင်ပြန်လည်မျှပြီးကျွန်တော်တောင်းဆိုပါတယ်နောက်ထပ်သိချင်တဲ့ fitness နဲ့ပတ်သက်တဲ့ဗီဒီယိုတွေလေ့ကျင့်ခန်းတွေသိချင်တာရှင်လည်းအောက်က comment box မှာရေးပြီးတော့မေးခွန်းတွေရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုယ်လေးပါအစီချဖို့စူးစမ်းနေတဲ့သူကို online မှာရောအပြင်မှာပါကူညီနည်းပြပေးနေတဲ့နည်းပြတယောက်ဖြစ်ပါတယ်ဗျ